Hello အားလုံးမင်္ဂလာပါကျွန်တော်တို့အခုဒီနေ့ topic ကတော့သက်ရှိမှာကျွန်တော်တွေငလျင်ပေးတင့်တဲ့ချိန်မှာကျွန်တော်တွေကကြားဖြတ်အန်နေရလေကျွန်တော်တွေဒီဥဆိုင်ဖို့နေဒါကျွန်တော်အလှလို့ရင်ကျွန်တော်တွေဘာတွေထားပြီးတော့လှူတင်တယ်လဲအလှရှင်တွေဘက်ကကြည့်ပြီးတော့ကျွန်တော်လှူတင်တယ်ဒီအကြောင်းလေးတွေကိုဒီနေ့တော့ကျွန်တော်တွေဆွေးနွေးတင်ဆက်ပြီးတော့ကျွန်တော်တွေဒါဆွေးနွေးသွားမှာဖြစ်ပါတယ်အခုကျွန်တော်တို့လက်ရှိကာလကသိတယ်မယ်ကျွန်တော်လုံးဝပူပန်တောကရောက်နေတဲ့ဒါကာလပေါ့ဗျာလက်ရှိကျွန်တော်တိုက်ပေးကြတယ်အရင်ကအထေးတွေကနေချင်းညာချင်းမဲ့သူတွေကကုန်းကောက်ဆရာမရှိအောင်ပေါ့ရောက်သွားကြတယ်ဒီချိန်မှာကျွန်တော်တွေဒီလိုမျိုးငတင်ဘေးစိုးနဲ့အတူကပ်ပါလာကလူလိန်နေထားတယ်လူလိန်နေကျွန်တော်ကြားဖြန့်ဂိုင်းတွေကလည်းတက်ရှိကျွန်တော်တွေဒါပူဆွေးတော့ကအချိန်မှာသူရဲ့ခွင်ကောင်းအချိန်ကကိုလို့ရောက်တယ်ဘာလဲဆိုတော့သူကငကိုးမှလက်ရှိအပူစာတွေနဲ့အပူလုပ်ငန်းလုပ်နေတဲ့ကောင်တွေဆိုတော့ကျွန်တော်တွေဘယ်သူမှဒါစာနာစိတ်ဆိုတာရှိတဲ့ကောင်ရောမဟုတ်ဘူးလူလိန်ဂိုင်းတွေကြားဖြန့်တွေကိုကျွန်တော်တိထားဖို့လိုအပ်တယ်သူကတော့လိန်လာတော့သူနီးမျိုးစုံနဲ့လိန်ပါဗျာလိန်နီးမျိုးစုံနဲ့ style မျိုးစုံနဲ့သူကလိန်ပါပဲသူရဲ့ကြားဖြန့်ဆိုင်နဲ့လိန်ပါဒီကြားဖြန့်ဆိုင်တွေကိုကျွန်တော်တွေကလက်ရှိအယုံငယ်ဖို့နဲ့တတိထားဖို့ကျွန်တော်ပြောရရင်ဥမာဗျာပြောမယ်ဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေရဲ့ဖုန်းမှာမြန်မာပြည်ဖုန်းတွေပေါ့အမ SMS တွေကိုလာပို့မယ်ကျွန်တော်လူကြီးမင်းကြီးငလင်းဘေးမှာပါဝင်ခြင်းနဲ့ကျွန်တော်ချီကိုထိုးပါအဲ့လိုမျိုးလေးလာမယ်နောက်ပြီးတော့လူကြီးမင်းကြီးငလင်းဘေးတွေတင်ဟောပေါ့ချီဆူကြီးပေါက်ပြီးပါညာပေါ့တကယ်လို့ချီဆူထုတ်ချင်တယ်ဆိုရင်သူချင်းမင်းနေနဲ့ချိုတင်စရန်ငွေတွန်းရမယ်ဆိုပြီးတော့လေတို့တွေက message တွေလာပို့မယ်အမျိုးမျိုးတော့နီလာမျိုးပေါ့ဒါဥမာပြောပြပြကျွန်တော်ဒီတက်မကနီလာနီလေကျွန်တော်တွေအများကြီးတူမှာရှင်းဦးမှာပါကျွန်တော်ကတော့မသိပါဘူးဒါပေမဲ့ကိုကဒေးထားဖို့ဒီလူကယုံကြည်ရလားပါလားဆိုတော့ကျွန်တော်ဒီကတော့ငွေကိုကျွန်တော်အလွယ်မလိုက်ဖို့ဗျာလက်ရှိကာလကပတ်စံရှာတာကာလလည်းရန်ခက်ခဲနေတယ်ကိုလက်ရှိကို ATM ငွေကိုလွယ်နဲ့တို့တွေတခြားဒီကိုကြောင်မသားဖို့အရေးကြီးတယ်ဗျာလှူလာတန်းတဲ့ကိုလည်းကျွန်တော်ပြန်ကြည့်မယ်ဆိုရင်လှူရတန်းတဲ့အရာကကိုလူချင်းတဲ့အဖွဲ့အစည်းကိုလူမဲ့အဖွဲ့ကယုံကြည်ရလားဒီအဖွဲ့ကမြေပြင်မှာတိုက်ရိုက်သွားနေရလားဒါကိုလည်းကျွန်တော်တို့တခြားစစ်စစ်ကိုလိုအပ်တယ်ပြီးပြီးရောလှူတာထဲကိုလူချင်းတဲ့နေရာတွေကိုတိုက်ရိုက်ရောက်ဖို့ကကျွန်တော်အရေးကြီးဆုံးအချက်ကဒါနံပါတ်1ပဲဗျာကိုလွတ်တဲ့ငွေကကျွန်တော်တွေပြီးမှသူတို့အလင်းကားတွေဖေးုံမှာရှိတယ်ဗျာကျွန်တော်ခိုင်နေဝင်ပလိုက်တာဆိုရင်လည်းသူအတူတွေပေါ်လာတယ်လုံးဝစစ်စစ်ကြပါကိုကမလို့ရဘူးဆိုရင်တူတတ်တဲ့လူငယ်လူရွယ်လေးတွေဖြစ်ဖြစ်ကျွန်တော်တို့ဒါတခြားကျွမ်းကျင်တဲ့လူတွေဒါလူပေါ့ဗျာကျွန်တော်တို့ဒါနည်းနည်းဟောဘလေလေဝရှိတဲ့ကောင်တွေကိုကျွန်တော်ဒီကြပေါ့စုံစမ်းပြီးလို့ပါဘယ်ဟမ်းမတာရောဘလို့အရေးကြီးတယ်ဒါချားထိုက်ကိုင်းနေရလဲရှိမှာတို့တွေဒီငလင်ပေးတဲ့တူတို့ပါလဲရှိမှာတော့လေအာနေများတဲ့နေထားတစ်ခုပဲဗျသူတို့ကျွန်တော်တို့ဒါမြန်မာဗျာကျွန်တော်တို့တည်တယ်မဲ့ကြားဖြန့်နေနာမည်ကြီးကျင်တော့ကကျွန်တော်တို့ MM ဆိုတဲ့ခေတ်စားခဲ့တယ်ကျွန်တော်ဒါဂျွန်ဆွဲဆော်ဝဲတွေကျွန်တော်တို့တိကျမှာပါဂျွန်ကဘာလဲဆိုတော့အဲဂျွန်ဆော်ဝဲကသူတို့အရင်ဆုံးသူကဒါငွေတွေရင်ပေးတာလေအခုကြားဖြန့်ကိုင်းရလေကျွန်တော်တို့ဟွာပဲဒီကြားဖြန့်နေရရောမိတ်ဆွေတို့တခုတီးပေးနေတာကကြားဖြန့်ဒီလူတွေကိုယုံကြည်မှုအရင်တိဆောက်သူကအရင်လုပ်တာငွေကိုသူကအရင်ပေးတာဗျာဒါလူချင်းမင်းငွေလေးကိုသူအရင်ပေးမှာသူကလူတွေသွားတဲ့တိုင်းပဲဗျာကိုမစီမဆိုင်ပတ်ဆိုင်ရသွားပြီဆိုရင်သူကကိုပြူရေးစိတ်ကယုံကြည်မှုကတော်လေးရထွားပေါ့ဒီထဲမှာတော့ဒီကောင်ကယုံကြည်မှုရနိုင်တယ်ရှိတယ်ဆိုပြီးတော့ကိုပတ်ဆိုင်လေးပြောကြတော့ယုံလဲသွားတယ်တရားမှာကျွန်တော်တွေခွဲစရကိုင်းနှုံးတော်လူတွေကကိုအရင်ပတ်ဆိုင်ရေးရတာပြီဆိုရင်တော့ယုံကြည်မှုကရှိကြတာဒါပေမဲ့တနေ့လူတွေရတာလေလေလိုပဲရှိတဲ့လူတွေဒီကြားဖြန့်လုပ်ငန်းအကြောင်းသိတဲ့လူတွေလေဆိုဒီဟာကလိန်နေရလားဆိုတော့တိမှာပါဒါတော့ဒီထားပါပဲသူကကြားဖြန့်ဒီယုံကြည်မှုအရင်တိဆောက်တာယုံကြည်မှုကိုငွေလေးနဲ့ပေါပြီးဆောက်တာတို့ဒီရှာဖြန့်မနာကြီး MNK ကျုံဆိုတာဗျာသူကဘယ်လိုလဲဆိုသူလိန်နာကပြောမယ်ဆိုရင်တော့သူကအရင်ဆုံးဒေါ်လာပေါ့ဒေါ်လာ30ချက်မယ်စတက်ပြီး order တင်ရမယ်ဂျွန်ဆိုဝဲလေးတောင်းပြီးတော့ဒါကျွန်တော် order တင်ရမယ်ကဆယ်ဆိုရင်အဲ့တော့မြန်မာကုန်နဲ့ဆိုရင်ကျွန်တော်၄ခုဆိုရင်တော့၄တောင်းရှိပါဗျာ၄တောင်းထက်ရင်ဒေါ်လာ30ရတယ်ကဆယ်မှာ order တင်မယ်ဆိုရင်ကျွန်တော်တို့ဒါကျွန်တော် Amazon တို့တခြား Shopee တို့တခြား global ဟာဒီတို့ကယုံကြည်မှုရှောင်ကျွန်တော်ပထမနေ့ကိုထားပြီးတော့တနေ့ကိုတစ်ခါတင်$2ရတာအဲ့ဆိုတော့9ကတင်တာနဲ့9ရက်လောက်တင်တာနဲ့ဒေါ်လာ20ဖြစ်သွားပြီဆိုရင်ကိုအရင်20နဲ့20နဲ့ရဖြစ်သွားတယ်အဲ့ကြောင့်မို့အဲ့ဒီလိုလူတွေကဘာမှမလုပ်ရဘဲနဲ့ဒီ9ရက်လောက်လေးတွန်းနေဟိုဖြစ်သွားတယ်ဒီကျွန်တော်အမြဲရတော့လဲဆိုတော့လူတွေက100ဆိုရင်20ရတယ်ဗျာ1000ဆိုရင်ဒေါ်လာ1000ဆိုရင်လောက်နဲ့တော့340အဲ့လောက်ထင်340ဆိုရင်ဒီတနေ့ကိုဒါလာနေရတယ်အဲ့လိုကျွန်တော်တို့အရင်ဆုံးဂျွန်ကအလူကြီးကိုယုံကြည်မှုအောင်တိဆောက်တာအဲ့ဂျွန်မှာကဂျွန်ကအရင်စဒီခစ်ကိုတီးတဲ့ကောင်ကြီးကခေါ်တော့ကြတယ်အဲ့တော့တနေ့ကို300ရတဲ့ကောင်ကြီးကြာကျွန်တော်အများကြီးပဲအဲ့တုန်းကကျွန်တော်တို့လည်းအစောဆုံးခေါ်နေဆိုကျွန်တော်မှီလိုက်သေးတယ်ဒါပေမဲ့တော့တည်တယ်ဒီကောင်ကြီးကလိန်မှာပဲတည်ရချင်မှာကိုကနည်းနည်းချင်းတို့ဖြစ်မဲ့
ဒီကလောဘပဲဗျာလူရဲ့သူကလောဘကြီးတော့ဗျာဟာဒေါ်လာထောင်ဆိုရင်တနေ့ကိုတိတ်ဒေါ်လာ200ရရဲဆိုတော့ဟာရှင်းမြတ်ပတ်စံနေအကုန်လုံးဂျွန်လေးကိုဖွာဆက်ပြီးတော့လောဘတင်မတရားကြီးရောကျတော့ဂျွန်အကြိုက်ကြတာပေါ့ကျွန်တော်ကအသိတယ်ဒီလုပ်ငန်းလိမ့်မှာဆိုတော့ကျွန်တော်အဲ့တော့နည်းနည်းလေးဂျွန်အားပေးတဲ့ဒါကြားဖြန့်ပေးတဲ့ပတ်စံတွေကိုကျွန်တော်တို့လေးထိုးလွားရေးပြဥမာဒါပေမဲ့ငါကပါကျွန်တော်ကုန်းမောတာခရရတယ်ထိုးပါထုံဒီထုံကုန်းပါပြန်ကလူကလောဘလူတွေလောဘကိုတည်တယ်ဒါကြောင့်မို့အဲ့ဟာကျွန်တော်ဒီနောက်ပိုင်းတော့တည်တိုင်းပဲကျွန်တော်မီဒီယာတွေမှာပါသွားတယ်ဂျွန်ဆော်ဝဲကလူတွေလိန်တော့လူတွေအများကြီး popular တွေ့ရချင်းမှာသူကလိန်တော့မှာပဲငွေတော့ပိုက်ပြီးတော့ဂျွန်လစ်ပြေးပြီးဒါတော့လက်ရှိနေသားကကြားဖြန့်အနေအထားတွေကျွန်တော်ဒီ site ပေါ်လိုအပ်တယ်အရင်ဗီဒီယိုတွေပေါ်မှာတင်ထားတယ်ကြားဖြန့်အကြောင်းတွေကိုတင်ထားတယ်ဒါကျွန်တော်တို့ကြားဖြန့်အကြောင်းပေါ့နောက်ပြီးတော့ဒီငလင်ကာလမှာအလှရှင်တွေကျွန်တော်တို့ပြင်လာကအလှရှင်တွေကိုလည်းကျွန်တော်တို့ငှက်ညာပြီးတော့ဘာယူပြောရမယ်ဆိုကျွန်တော်ခုဆိုရင်ကျွန်တော်လက်ရှိကျွန်တော်ရင်းနှီးသူကိုဝါကူထိုးလို့ဖြစ်မျိုးကြီးကျွန်တော်လုပ်ရဒုက္ခရောက်တဲ့လူကိုကျွန်တော်တက်နိုင်ဘက်ကရှူကြတယ်ဒါပေမဲ့ကျွန်တော်ဒါကတော့ကျွန်တော်ဝမ်းသာစရာကောင်းပါတယ်ဒါပေမဲ့တခုကျွန်တော်တို့သိသိချင်တာကလက်ရှိကျွန်တော်ဟောပေါ့ငရေချောင်းမို့ရှေ့တွေကအရင်တော့သူတို့တွေကိုယ်ရင်ကိုယ်ရနဲ့နေရာတစ်ခုမှာသူတို့နေနိုင်ကြတဲ့လူတွေပဲဗျာသူတို့စိတ်ကြမှာဗျာချက်ချင်းပြုံးတိုင်းစိတ်ဆဲဆိုတော့အဲ့လိုမျိုးကြီး line ဟောပေါ့ဒါဗီဒီယိုရိုက်ပြီးတော့လှူရာတွေပါရေးဆိုတာကြီးอ่ะနည်းနည်းတော့သူတို့စိတ်ထဲမှာတော့ရှက်စဲကောင်းနေဗျာသူတို့စိတ်ထဲမှာရှက်မှာပဲဗျာဟုတ်တယ်မလားအမြင်ကနေကြားခဲ့လို့ဆိုတော့တထေးဟေးဖြစ်ခဲ့တဲ့လူတွေကအဲ့လိုမျိုးကြီးချက်ချင်းကြီးသူများပြကြကန်စားရတဲ့ခြားမျိုးတော့ဆိုသူလည်းစိတ်ထဲကရှက်မှာပဲဗျာအဲ့ကြောင့်မို့တချို့ဆိုရင်အငက်တောင်ခံပြီးတော့ဒါမယူရတယ်ဆိုမယူဘူးဆိုပြီးအောင်လည်းတို့တွေ့နေရတယ်ဒါကြောင့်မို့တကယ်လို့လူချင်းမင်းကတူကျင်တယ်ဆိုရင်ဟုတ်တယ်တူလည်းမတန့်ကိုလုံးဝတော့ကောမတန့်တည်နေဆိုရင်မိတ်ဆွေလူချင်းနဲ့သူ့ကိုထွာလို့ပါခွင့်ပြုချက်တောင်းပါကျွန်တော်တို့လူချင်းနဲ့မိတ်ဆွေကျွန်တော်တို့ပြိုလဲချင်တယ်ခွင့်ပြုပေးနိုင်မလားဆိုတော့ရိုက်ရင်ဆိုရင်လည်းသူ့ရဲ့မျက်နှာကိုကျွန်တော်တို့တကြီးဆင်ရှားမြိုက်ဖို့လိုအပ်တယ်ဒါတော့ပြောတယ်ဒါလည်းရှိမြန်မာနိုင်ငံကာလကလူလာကြီးကနည်းနည်းလေးခေါ်ပေါ့နည်းနည်းလေးတော့အဲ့ဒီခါကနည်းနည်းလေးပြောစရာဖြစ်လာနေဗျာဒါတော့ကျွန်တော်ဒီနေ့ကြားဖြန့်အကြောင်းတွေလက်ရှိလူရဲ့ဆရာမရင်းနေသူကိုဝါကူမလို့ပြောတဲ့အကြောင်းကို20ပြည့်မင်းကတော့ဟိုကတော့ကျွန်တော်ဗီဒီယိုတင်ထားတဲ့အဲ့ဗီဒီယိုမှာကျွန်တော်တို့စိတ်တိုးပြီးတင်တာကြာတုန်းကငလင်းနေဖြစ်နေချိန်မှာသူတို့ကတင်မျိုးကြီးလောက်ရမလားဆိုပြီးစိတ်တိုးလိုက်ဗီဒီယိုကတော့တော်လေးပေါက်ပါပြီးတော့ကျွန်တော်ဆဲတဲ့ကောင်ကြီးရောထောက်ခဏကောင်ကြီးရောဒါပေမဲ့ကျွန်တော်တော့ဘယ်ပွဲစီးမှာမဟုတ်ပါဘူးကျွန်တော်တော့မကြိုက်လို့အကြိုက်ခုပြောတာပါကျွန်တော်တော့ဘာဖြစ်ပါဘူးကျွန်တော်မှားရှိနေခုလို့ပြကြမှာအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေဖိုက်တဲ့မှာဒီခက်ခဲကနေကျွန်တော်အတူတူကကြော်လွှားနိုင်မှာဖြစ်ပါတယ်ဖိုက်တဲ့မှာဆွေငါးမိသားတွေ